မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော် customer လေးရပါတော့ဒီဗီဒီယိုလေးကိုမြင်သွားပြီးတော့ဒီဗီဒီယိုလေးကအတိုင်းဆိုရင်ကျွန်တော်ဈေးနှုန်းလေးဘယ်လောက်ကျမလဲဆိုပြီးတော့မိထားလို့ပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ဈေးနှုန်းလေးကိုတစ်ချက်ပြောပြပေးပါမယ်ခင်ဗျအရင်ဆုံးကျွန်တော်ဒီ printer လေးကကျွန်တော်ဒီ voucher ထုတ်တဲ့ set လေးပေါ့နော်ဒီကောင်လေးရဲ့ဈေးနှုန်းလေးမှာဆိုရင်တော့3,96,000ကျပ်ပါခင်ဗျနောက်တစ်ခုကကြတော့ဒီဘားကုတ်တွေကို fat ဖို့အတွက် scanner လေးပါဗျဒီကောင်လေးရဲ့ဈေးနှုန်းလေးမှာတော့3,48,000ကျပ်ပါခင်ဗျပြီးသွားရင်ကျွန်တော်တို့အသုံးပြုဖို့အတွက်ဒီ tablet လေးပေါ့နော် tablet လေးမှာဆိုရင်တော့ဈေးနှုန်းလေးကကျွန်တော်10သိန်းဝန်းကျင်လေးပေါ့နော် tablet လေးကတော့ကျွန်တော်တို့ဈေးနှုန်းလေးအတက်ကြလေးတော့ရှိပါတယ်ခင်ဗျကျွန်တော်တို့ကဒီဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ငွေသိန်းဆက်လေးတွေပြီးသွားရင်ဒီ tablet ကိုမှီဖို့အတွက်ပေါ့နော် tablet stand လေးနဲ့အစုံလိုက်သုံးမယ်ဆိုရင်တော့ကျွန်တော်ဈေးနှုန်းလေးကိုတစ်ချက်ပြပြပေးပါမယ်ခင်ဗျဒီငွေသိန်းဆက်ဒီ cash shorter လေးရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့3,99,000ပါခင်ဗျနောက်တစ်ခုကကျွန်တော်ဒီ tablet လေးတင်ဖို့အတွက် stand လေးကတော့ကျွန်တော်တို့9,900ကျပါမယ်ခင်ဗျကျွန်တော်တို့စုစုပေါင်းပေါ့နော် printer ရယ် scanner ရယ်ပြီးတော့ရင်ကျွန်တော်တို့ဒီက tablet လေးရယ်နောက်တစ်ခုကကျွန်တော်တို့ငွေသိန်းဆက်ရယ်ငွေသိန်းဆက်ပြီးတော့ရင်ဒီ tablet မှာထောက်ဖို့အတွက်ဒီ tablet stand လေးရယ်ပေါ့နော်ဒါလေးစုစုပေါင်းဆိုရင်တော့ကျွန်တော်တို့30ကျော်ကျော်လေးနဲ့ရပါမယ်ခင်ဗျဒါကတော့အဆုံးလိုက်ပါနော်